ခန်းလေးရဲ့ဝင်ချင်းမှာတော့နှစ်ပေပတ်လက်ကျွေးရပြစ်ခင်းထားပါလေရှင်ဒါကတော့အနော်မာလမ်းမကြီးပါနော်မာလမ်းမကြီးရာဒီဘက်မှာဆိုရင်မင်္ဂလာလမ်းကိုတဲပေါက်တယ်ဟိုဘက်ကိုသွားမယ်ဆိုရင်တန်တုမာလမ်းမှာတဲပေါက်ပါလေရှင်အခန်းရဲ့ဝန်တာလေးပါဝန်တာရဲ့မျက်နှာချက်မှာဆိုရင်လည်းဒီမှာ eco တွေနဲ့အလှဆင်ပေးထားပါတယ်ရှင်တောင်ကလာပါမြို့နယ်73ရပ်ကွက်အနော်မာလမ်းမရောမှာရှိတဲ့ဒုတိယတက်အလွှာနှိမ်ခန်းလေးပါရှင်BCC ကြပြီး9ပိုင်းမီတာ9ပိုင်းဝါတာပါတဲ့အခန်းလေးပါရှင်အခန်းလေးရဲ့ဖွဲ့စည်းမှုကိုစက်မွန်နဲ့လိုက်ကြည့်ရအောင်နော်ဒီမှာဆိုရင် sofa set တစ်စုံထားရှိပေးထားပါတယ်ရှင်ဒီမှာ aircon တစ်လုံးပါမယ်ဒါကတော့ blind light ကားလေးကိုလည်းတက်ဆင်ပေးထားပါတယ်ရှင်ဒီဘက်မှာဆိုရင်ဒီ TV stand ဆိုလဲ block ပုတ်တိုင်းနဲ့ဖွဲ့စည်းပေးထားပါတယ်ရှင်ဒီမှာဆိုလဲ azure လေးလည်းပါတယ်နော်လိုအပ်ပစ္စည်းလေးထားလို့ရပါတယ်ဒီခန်းလေးရဲ့အားသာချက်ကထာဝရဒေါင်းတိုက်ဖြစ်တယ်ဘေးမှာဆိုလဲတိုက်မရှိဘူးဒီဘက်ဘေးမှာဆိုလဲတိုက်လုံးဝမရှိဘူးရှင်နေရာကောင်းလမ်းကောင်းအချက်ချာကြကပ်ပါကင်နဲ့အဆင်ပြေတဲ့နေရာလေးပါလူကြီးမိသားတွေအတွက်လည်းအရန်အဆင်ပြေတဲ့အလွှာနဲ့အခန်းလေးဖြစ်ပါတယ်ရှင်အကျယ်ဝန်းအပြတော့1854ပဲကျယ်ဝန်းပါတယ်ရှင်ဈေးနှုန်းလေးကတော့3350ကိုညှိနှိုင်းပေးဦးမယ်နော်အခန်းဖွဲ့စည်းမှုလည်းကြည့်ပေးပါဦးနော်ဒါလေးကတော့အခန်းတစ်ခန်းဖွဲ့ထားတယ်ဒီမှာကတော့ single room တစ်ခန်းပါမယ် single room လေးကလည်းကျယ်ပါတယ်ဒီမှာဘေးတိုက်လည်းမရှိတဲ့အတွက်လေးဝင်လေးဖြစ်လက်အရန်ကောင်းတယ်ရတယ်ဆိုတော့မှလမ်းမယူလှမ်းပြီးတော့ကြည့်လို့ရတယ်အခန်းရဲ့ရှေ့မှာဆိုတော့ဒီမှာ eco နဲ့လှဆင်ပေးထားတယ်ဒီမှာလည်းကြည့်မှတစ်ချက်ကိုထည့်ပေးထားပါတယ်ရှင်ဒါကတော့ရှောင်းလန်းလေးပါရှောင်းလန်းလေးကလည်းကြည်ကြဲဝန်းလေးရှိတယ်ရှောင်းလန်းဒီမှာမျက်နှာချက်တွေဆိုလည်းအလားမီဇိုင်းလေးဆွဲပေးထားပါတယ်ရှင်ဒါကတော့ဒုတိယတွေ့ရတဲ့ master bedroom ခန်းလေးပါ master bedroom ခန်းလေးကလည်းတော်တော်လေးကိုကျယ်ဝန်းပါတယ်ဒီမှာဆိုရင်လည်း aircon တစ်လုံးပါမယ်ဒါတော့ရေချိုးကိုင်းနဲ့တွဲရပါရှိပါတယ်ရှင်ဒီမှာ pressure pad လည်းပါဝင်ပါတယ်ကြွေးပေးစင်းလေးထည့်သွားပြပါတယ်ဒီမှာဆိုရင်လည်းကြွေးပြခင်းကြွေးပြကတ်ထားပေးပါရှင်ဒီသားစုများရဲ့လူအတွက်တော့တော်တော်ဆင်ပြေပါရှင်ကဲဒီမှာလည်းဘာကောင်းလာရေးစိတ်ကြိုက်စားချင်တာစားလို့ရတယ်နော်ဒီဘက်ဘေးမှာဆိုလည်းတိုင်မရှိဘူးလင်းပေါက်ပါတယ်ဒီဝလေးထွက်အရန်ကောင်းတယ်နော်နောက်ဘေးမှာတော့ဒီချိုးကိုင်းနာတိတဲ့တစ်ခုထပ်ပါရှိပါသေးတယ်ရှင်အောက်မှာဆိုရင်နှစ်ပေပတ်လက်ကြွေးပြားတွေကိုအပြည့်ခင်းထားပြီးတယ်ဒီမှာဆိုရင်ဘေးစင်ပါမယ်ဒီမှာဆို kitchen cabinet တွေကိုအပေါ်အောက်ကောတက်ဆင်ပေးထားပါတယ်ရှင်ဘာမှကိုပြန်လို့ဆရာမလို့လက်တင်နေရုံပဲအကုန်လုံးအစင်းနဲ့တက်နေလို့ရတဲ့အခန်းလေးပါ location ဆိုလည်းဘေးမှာလို့ရှင်းတက်နေရတယ်ဒီမှာလမ်းမယူနှမ်းမြင်ရတယ်ဒီခန်းလေးရဲ့အားသာချက်ကတော့အနော်မာလမ်းမကြီးပေါ်မှာတင်ရှိတယ်ကပ်ပါကင်နဲ့ရန်အောင်အဆင်ပြေတယ်အလွှာနှိမ်ခန်းလေးလည်းဖြစ်တယ်အကျယ်ဝန်းအပြည့်1854ပဲကျယ်ဝန်းတဲ့အခန်းလေး BCC ကြပြီးသားအခန်းလေးမို့အမြဲဆုံးဝယ်ယူဖို့တိုက်တွန်းလိုက်ပါတယ်ရှင်ဒီခန်းလေးဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျမတို့ Rainbow Real Estate တို့ဆက်သွယ်ဆုံးဖြတ်မြင်နိုင်ပါရှင်ဖုန်းနံပါတ်ကတော့3998864280ပါရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်